ရွှေတကုံဖျားမှာကားစုပန်နေကြောင်းညီမပြောပြမယ်ဟင်းချက်နေနေအဲ့တော့ဒီရွှေတကုံဖျားမှာကားစုပန်ရင်တဲ့တကယ်လို့အဲ့ဖျားကပေးလိုက်တော့ကလေးကိုရသွားတော့မိသားစုတွေအဲ့ကလေးကြောင့်အဲ့အိမ်ကစီးပွားအရင်တက်တယ်တဲ့ကြီးပွားချမ်းသာတယ်တဲ့အဲ့လိုတော့ကြားဘူးတယ်ပေါ့နော်အဲ့ကလေးရသွားတော့အိမ်တွေမိသားစုတွေအဲ့ကလေးကြောင့်တော့ညီမကအဲ့ဒါကြီးလည်းမသိဘူးညီမကဒီဟာကိုငါတော့သားသမီးမယ်ဟေးဆိုတော့ညီမကယောက်ျားကိုပြောတယ်ငါတို့တော့ဟဲရွှေတကုံမှာသားစုပန်လေးရအောင်ရတော့လေသားစုသမီးစုမရဘူးပေါ့တို့ဖះပေးတဲ့ကလေးကြတော့သားသမီးကောင်းရမယ်ပေါ့ဆိုရင်ညီမတို့ကသားစုပန်တဲ့အခါကျညီမကနောက်ပြီးကျမှသားစုဘလို့ပန်လဲဆိုတော့ပြောပြမယ်ပွဲတွေအများကြီးပေးပြီးပန်လိုက်တာသားစုပန်တာရလာတဲ့အခါကျမွေးတော့ဂျမခဏပေါ်မှာမွေးပြီး4ရက်မှာညီမတို့အဲ့မှာသားစုပန်ကြီးနဲ့ဂတိစကားထားခဲ့တယ်ရွှေကုံဘိုးကြီးနဲ့ဘိုးတကြားကျုပ်ကစိုးကြီးမှာတကယ်လို့ခလေးသည်တားယောက်ျားလေးဖြစ်ခဲ့လို့ရှိရင်ပြောခဲ့တဲ့ဂတိစကားတိုင်းဒီအောင်ပွဲကိုပြန်လှူပါမယ်ပြောခဲ့တော့အဲ့တော့နင်းသွားယောက်ျားအောင်ပွဲသွားပေးလေဂတိရှိတယ်ဂတိတီအဲ့တော့ညီမကရွှေတကုံဒီဂျမခဏပေါ်မှာရွှေတကုံဖျားပွဲသည်တပေါင်းလားပြင်းနေညီမသားမွေးတာသည်တပေါင်းလားဆန်73ရက်နေ့အဲ့တော့သူ့အဖေသည်ခလေးမွေးပြီး4ရက်ညီမစေးရုံပေါ်မှာသွားပြန်ပေးတယ်အောင်ပွဲသွားပြန်ပေးတဲ့အခါကျရွှေတကုံဘိုးကြီးနဲ့ဘိုးတကြားမှာသူ့ကိုဝင်ပူးတာအဲ့တော့ရွှေတကုံဘိုးကြီးကိုလည်းပွဲတစ်ခါပေးတယ်ဘိုးကြီးတို့ပေးတဲ့ခလေးသားတော်ကိုရပါတယ်အဲ့တော့ပြောခဲ့တဲ့ဂတိစကားအတိုင်းဒီအောင်ပွဲကိုပြန်လှူပါတယ်အဲ့မှာလက်တွေဝင်စီးပြီးတော့ဝင်ပူးတယ်တဲ့ဘေးကလူတွေဝိုင်းကြည့်နေတယ်အဲ့တော့ဝင်ပူးပြီးနောက်ရွှေတကုံဘိုးကြီးနဲ့ဘိုးတကြားဆက်ရက်လေဘိုးတကြားကိုလည်းအဲ့လိုပွဲတွေပြီးတော့အဲ့လိုပဲဝင်ပူးတယ်တဲ့ဘေးကလူတွေဝိုင်းကြည့်နေလက်တွေကဆက်တုံပြီးတော့ပြောခဲ့တဲ့ဂတိစကားအတိုင်းဆိုတော့ဝင်ပူးတော့အဲ့တော့ညီမကဒီကလေးလေးကိုကိုဝင်ဆောင်တော့ဘာအိမ်မက်လဲဆိုကိုဝင်6လမှာညီမဒီမြတ်စွာဘုရားကတန်ခါ900နဲ့စွန့်ငံကြွားညီမကကျောင်းတိုက်ကြီးပေါ်ကကျောင်းတိုက်ကြီးရဲ့ဝရန်တာပေါ်ကနေကြည်လာကိုဝင်နဲ့ညီမနောက်မှာကျောင်းနိုင်ဆရာတော်ကပြောတယ်မြတ်စွာဘုရားတဲ့တန်ခါ900နဲ့စွန့်ငံကြွားလာတယ်နင်ဖူးဒကမာကြီးနင်ဖူးအဲ့လိုပြောတယ်ညီမကလှမ်းကြည့်လိုက်တော့ဘုရားကရှေ့သုံးရတယ်မြတ်စွာဘုရားရဲ့သင်္ကန်းရောင်ဒီအညိုရောင်မဟုတ်ဘူးတဲ့အဝါရောင်နဲ့အသားလေးတွေဝင်းကွာပြီးအယောင်လေးကိုထွာလာပဲအယောင်လေးကိုဝင်းတောင်းတာပဲနောက်ကလည်းတန်ခါရီတန်းလို့စွန့်ခံကြွားအဲ့ဒါဖူးရတယ်နောက်ပြီးတော့ဒီကလေးလေးကိုဝင်နေမှာညီမဘာတွေမှတ်လဲဆိုညာတိုင်းညီမအိမ်မက်တဲကိုဖုံးအိမ်မက်ထဲမှာညာတိုင်းဖုံးနဲ့မွေနဲ့ညာတိုင်းမှတ်တယ်ညီမဒီကလေးလေးကိုဝင်ဖြစ်တော့ဘာကိုချင်းချင်းတက်လဲဆိုတော့ဖုံးเจ้าကိုစွန့်ပို့ခြင်းနဲ့အဲ့ဒါစွန့်အုပ်ယူပြီးပို့တယ်ဖုံးเจ้าကိုလာတိုင်းစွန့်ပို့တယ်အဲ့ချင်းချင်းတက်တယ်